တန်းစင်ရှုံးထားတဲ့စရူရီယန်လက်နဲ့တွေ့မယ်ဆိုရင်ကျော်စွာဝင်းအနိုင်ယူပြနိုင်မှာလားပရိသတ်များလုံးပဲမင်္ဂလာပါမန်ချက်စတာဖုတ်ဘောဇုံကနေကြိုဆိုပါရစေမြန်မာပရိသတ်တွေဆိုတာကလည်းဦးချောင်းချောင်းတွေအများကြီးရှိနေတာပါကိုဖိုက်တာကနိုင်ပွဲလေးတစ်ပွဲလောက်ရလိုက်တာနဲ့ဟိုလူနဲ့နိုင်ရှင်ဒီလူထက်သားတယ်ပြောဒီဖိုက်တာနဲ့ကိုဘတ်သားပွဲတယ်ပေးဒါတွေကိုအယူချီပန်းရှောက်လို့နေတဲ့ကြပါရီအခုလဲကျော်စွာဝင်းကိုတန်းစင်ရှုံးထားတဲ့စရူရီယန်လက်နဲ့တွေ့မယ်ဆိုရင်ဘသူနိုင်မယ်ထင်လဲတွေလွတ်လာပြန်ပါပြီတန်းစင်နဲ့စရူရီယန်လက်တို့ရဲ့ပွဲတုန်းကပထမပိုင်းမှာတန်းစင်ကန်လိုက်တဲ့ခြေကန်ချက်တွေကတကယ့်ကိုငပြောတော့တဲ့ဓာတ်ကန်ဝင်သွားသလိုအားပါပြင်းထန်ခဲ့ပါရီစရူရီယန်လက်ကိုယ်တိုင်ကဝန်ခံခဲ့တယ်လေတေးပါပြီကျွန်တော်တို့ဂျိုးပြီးလို့အောင်ရေးခဲ့ရတာပါဒါပေမဲ့ပြဿနာကမျက်နှာပါပဲစရူရီယန်လက်ကခြေထောက်နာနေပေမဲ့မျက်နှာကမနာဘူးရားတော့ရားသေးတယ်ဆိုတဲ့ပုံစံမျိုးနဲ့သွားဖျဲပြပါတယ်ကျွန်တော်တို့တန်းစင်ကြတော့ကိုကကန်နေရတာတောင်ပြန်ဘက်ကပြန်ထိုးတဲ့အချိန်မှာမျက်နှာကအမေကဲပါအောင်ဖျားကျင်တယ်လို့ဖြစ်လာပြီးဆိုတဲ့ယုံမျိုးပေါက်သွားခဲ့တာပါဒါကလက်ဝဲလောကမှာအကြီးမားဆုံးအားနည်းချက်ပါပဲကိုနာနေတာကိုရန်သူသိရင်အသေးကက်ခံရတော့မှာလေတန်းစင်ကခန်းစားချက်မပေါ်တဲ့မျက်နှာမလုပ်တတ်ပဲဒရမာဖေ့ဇက်နာတဲ့မျက်နှာလုံးပြီးလို့စရူရီယန်လက်ကအားတက်ပြီးတော့အနိုင်ယူသွားခဲ့တာပါစရူရီယန်လက်ကိုသုံးသက်ကြည့်ရင်သူကနေစနစ်သိမ့်မရှိပါဘူးဒါပေမဲ့သူ့မှာသွေးမရှိတဲ့နှလုံးသားနဲ့ထူပိန်းနေတဲ့ရေပြားရှိပါတယ်သူကဟော်ရာဇက်ကားတွေကဖုတ်ကောင်တွေလိုပါပဲရိုက်လေရှီတိုးတွေကန်လေပြုံးလေတန်းစင်ကန်တုံးကခြေထောက်နာတာမှန်ပါတယ်ဒါပေမဲ့သူကနာတာငါအပိုင်းရှီတိုးမှငါအလုပ်ဆိုပြီးတော့ဇွတ်တိုးတာပါဒီလိုလူမျိုးနဲ့တွေ့ရင်စိတ်တက်မခံရင်ရှုံးပါတယ်တန်းစင်ကဟာဒီကောင်ကြီးကန်တာဒီလောက်နာတာတော့မလဲဘူးလားဆိုပြီးတော့စိတ်တက်ကြပြီးတော့မျက်နှာပြတ်သွားခဲ့တာပါစရူရီယန်လက်ကအဲ့ဒီချက်ကိုအခွင့်ကောင်းယူပြီးမင်းကြောင်းနေပြီလားကွာငါလာပြီဆိုပြီးတော့ဝင်လုံးတော့တာပါပဲအခုဇလိုက်ကျော်စွာဝင်းလှည့်ရောက်ရှိလို့လာပါပြီကျော်စွာဝင်းကတန်းစင်နဲ့ဘာကွာပါတလေကျော်စွာဝင်းကဖဲတက်ကျင်မှာစနစ်တကျတင်ထားပါတယ်ထိုင်းနေပြရီရဲ့အစိတ်ခတ်မှုတွေကိုရရှိထားပါတယ်ကျော်စွာဝင်းကဇွန်မတိုးဘူးညံကစားတယ်မူကာဆဲတုံးနဲ့ပွဲကိုကြည့်ရင်သိတာပါတယ်အချိန်ကိုက်နေရာမှန်အားပါတဲ့လက်သီးတွေနဲ့အိတ်ဆေးတိုက်လိုက်တာနောက်ပြီးအင်ဒရီဒါကအရေးကြီးဆုံးပါပဲကျော်စွာဝင်းကထိတဲ့မတုံလို့ဘူးမျက်နှာကတီတီငင်ငင်ပဲတန်းစင်လို့ဖျားကျင်တဲ့ရုံမထွက်ဘူးတကယ်လို့ဒီနေ့တွေးကြမယ်ဆိုပါစို့ဒါဟာ National Technique နဲ့ Margon Durability တိုက်ပွဲဖြစ်လာမှာပါစရူရီယန်လက်ဘာလို့မလဲသူ့ထုံးစံအတိုင်းငါ့ကိုထိုးစမ်းဆိုပြီးမျက်နှာပြီးပြီးဝင်လာမယ်လက်သီးတွေလဲမယ်ကျော်စွာဝင်းလန့်သွားမလားဆိုတာစမ်းသပ်မယ်ကျော်စွာဝင်းဘာလို့မလဲကျော်စွာဝင်းကတန်းစင်လို့ဆက်လို့ရှာမှာမဟုတ်ပါဘူးသူကဖဲတက်နေပြတွေတင်ပေးထားတဲ့အတိုင်း Distance Control အကွာဝေးထိန်းချုပ်မှုလုပ်မယ်စရူရီယန်လက်ဝင်လာရင်တံပြန်တိုက်စစ်နဲ့ထောက်မယ်အရေးကြီးတာကစရူရီယန်လက်ပြုံးပြရင်ကျော်စွာဝင်းကပြန်ပြုံးပြမယ်အမဲသွားလာဖျဲမနေနဲ့သွားကြိုးသွားမယ်ဆိုပြီးတော့လက်သီးနဲ့ထိုးထဲမဲ့ပုံစံမျိုးပါတကယ်လို့ဒီပွဲသာတကယ်ဖြစ်လာခဲ့မယ်ဆိုရင်ကျော်စွာဝင်းနိုင်ဖို့ရာခိုင်နှုန်းများပါတယ်ဘာကြောင့်လဲဆိုတော့တန်းစင်ကစိတ်တဲ့ဘိုင်းမှာလိုအပ်ချက်နဲ့တိုက်ခဲ့တာသူ့ကိုလမ်းပြပေးတာဆိုလို့သူပဲတိသူပဲတက်တဲ့ထွန်းလွင်မိုးပဲဘေးမှာရှိခဲ့တယ်ကျော်စွာဝင်းက FedEx OL latest version တင်ထားတာစရူရီယန်လက်ကခန်းစစ်ညံ့ပါတယ်ကျော်စွာဝင်းရဲ့လက်သီးတွေကမူကာဆဲတို့ကိုတော့မှောက်စေခဲ့တာစရူရီယန်လက်ရဲ့မျက်နှာကိုထိရင်ပြုံးနိုင်ပါအောင်မလားဆိုတာကလည်းမေးခွန်းထုတ်စရာပါကျော်စွာဝင်းရဲ့တည်ငြိမ်မှုကစရူရီယန်လက်ရဲ့ဖိအားကိုကျော်လွှားနိုင်ပါလိမ့်မယ်ဒါပေမဲ့သတိထားရမှာတစ်ခုကစရူရီယန်လက်ဆိုတာတေမလဲမဲ့ကောင်မျိုးပါသူ့ကိုလဲထိုးဖို့ခက်ပါတယ်ကျော်စွာဝင်းအနေနဲ့၃ချီစလုံးအမောခံပြီးတော့ထိုးနိုင်ဖို့လိုအပ်ပါတယ်ဒီကောင်ချုပ်အနေနဲ့ပြောရရင်ကျော်စွာဝင်းကတန်းစင်မလုံနိုင်တဲ့အရာမျိုးကိုလုံနိုင်စွမ်းရှိပါတယ်အဓိကကတော့စိတ်ပါပဲတန်းစင်ကကြောက်စိတ်နဲ့ရှုံးခဲ့တာကျော်စွာဝင်းကရဲစိတ်နဲ့နိုင်အောင်ယူမှာပါပရိသတ်ကြီးဒီပွဲတကယ်ဖြစ်လာမယ်ဆိုရင်တော့တကယ်ကိုပွဲကြီးပွဲကောင်းတစ်ပွဲပါပဲညီကိုတို့ကရောဘယ်သူနိုင်မယ်လို့ထင်မိကြလဲပြောပြခဲ့ကြပါဦးအဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးများတင်ပါတယ်